အရင်စားလို့ကောင်းတယ်ဒီကစင်ဦးမောင်လေးစားနေကြဒီကစီဖူချုံရံရတာရန်ကောင်းဒီကဝင်းဝင်းချင်းမှာကပ်နေတယ်ဒီကနော်ဈေးချရတဲ့ဟာလေးပဲဒီကဆုံးဒီမှာ sauce အစုံရှိတယ်ဒီဘက်မှာခင်းကြီးပါလို့နော် oyster sauce တော့အိမ်မှာတော့မှာဒီ oyster sauce တော့ဒီကျခွန်စကူရ sauce အစုံရှိတယ်တဲ့ဘာမှမကြတော့အော်ညမြုပ်တီတယ်ပေါ့laksa sauce တော့ရှိဒီချက်ပါကြတော့နေမှာတော့တယ်ဒီကြာစံကြောတို့ဘာလို့လုပ်တဲ့နေရာမှာချက်ဖားရယ်မကြီးတိမဲ့ရယ်ထညက်ရယ်ပေါ့နော်အတော့အချက်မှာတော့Hello, baby. Drinks some. You're my sort of marinating sauce here, some sugar. Cheese, you want to leave on this side. Sign now. Don't leave your crush. There you go. Okay, my bad. Seafood. It's not it down. အမငဖဲလို့ပါလို့ရှိရင်ငဖဲဆိုတော့ hot pot တွေမှာထည့်စားတယ်။ဆိုsteam boat အတွက် hot pot အတွက်အထုတ်ဆိုရင်အရင်စား။ဒါလုံးအားလုံးအတန်းအဆောင်ငါ့ဦးပါတော့ငါတော့ကျမရုပ်ကြပါဟမ်ဒီကငါအတန်း squid ငါငနီဒူဆိုဘယ်လောက်9ချက်ဒီကပါဒါပါငါလဲအပြောင်းနေလေဘူရန်ကြော်စားလိုက်ငါကြော်ကြည်ငါဒီမှာပါလေဘာလို့မလဲအပြိုင်ငမုတ်ဒါငါအတန်းသားတော့ပြည့်လက်တယ်ဒီကတော့ဆူရှီဆိုင်မှာစားရည်ညှိအစားကောင်းမလေးပါsquid the culinary ring ဒါ mix seafood ဒါကြတော့ဘာကောင်းလဲဆိုတော့ဒီကိုက်ကြည့်တယ်ပါခွေပြောင်းလို့မဟုတ်ကြော်ဆိုင်ကောင်းပါလေအဲ့ဒါ mix seafood ကသူကဘယ်လောက်လဲဆိုရင် where is it I think it's 840ဘာလဲမ squid ဒီမှာပါဒါလည်းတို့ဒီမှာလို့ဆိုကီကြီးက cuttlefish ဒီမှာဂုံမျိုးစုံဂုံလို့ဆိုရင်30မကျော်ဂုံမျိုးစုံဒါဒီဆုံးတော့ဒါစားဖွဲ့တဲ့ရတာဖြစ်ပါဒါ frozen sauce ဒီတော့ဆိုကြဒီတော့ငါရဆာဘာ fish တွေပေါ့နော်ဒါအလေတန်းပဲရှိတယ်ဒီအတန်းမှာကsnack တွေမို့ချီလို့ပါအောင်ညာတော့ခုကျပြီးဒီဘက်မှာကျတော့တခါစားထမင်းဘူးလေးပေါ့နော် lunch box လေးရှိ sausage နဲ့ထမင်းရလိုက်ရင်စားဒီကပေါက်စီဒီကဖောက်ထုတ်စားဖောက်ဒီက frozen fish တွေပါပဲအများကြီးပဲ snake head fish တော့ငရမ်းနေတာရှိတယ်နော်ပြီးတော့ကဒီကလည်းငါဒီကမငါပြောဒီနေ့ချက်တယ်ငါပြောနေပြီပေါ့ဒါ
ကြည့်မဲတွေစားရတာလားဒီမှာပိန်းနေဒီရှိတယ်ဒီအားဆိုရင်ပိန်းနေဒီအမဲကိုဒူးရှိတယ်အဲဒီအားလည်းပိန်းနေဒီပဲတက်အဲ့မှာပလော့ပီနဲ့ဥတာပေါ့ပလော့ပီနဲ့ဥတာရှိတယ်ဒူးရင်းဒီမျိုးစုံပါဒူးရင်းဒီမျိုးစုံfrozen လို့ဒါအလုံးလိုက်ရှိတယ်ဒီလိုစပုံကျဲဒီအားကြောင့်အာသာဘီလေးပေါ့နော်အရင်စားခြင်းအကောင်းကြီးထဲမှာတော့မဟုတ်ဘူးဒါပေမဲ့မုံထုံးလို့ပြောခေါ်တယ်စားလို့တော့အစိမ့်ပေါ့အစိမ့်မပါပဲနဲ့400 gram ကို16တက်ဆိုတော့တန်တယ်ပေါ့နော်ဒီတိတ်စိတ်ကြီးပေါ့နော်ဒီဒါလည်းကောင်းတယ်လားလက်စီကြီးတော့ဒီမှာမစားပါဘူးဒီအားဆိုမစားပါဘူးဆိုတော့ cancel တော့တကယ်ကြီး73ချက်ကိုစအဲ့ဒါကိုတလုံးဆိုတော့180လောက်ရှိတာလေနဲ့ကြည့်လိုက်လို့ပြောမကောင်းဘူးဘာမှလုပ်လို့ရအောင်တော့အဲ့ဆိုတော့မစားပါဘူးကျွန်တော်ဒီကကြောင် ice cream တမ်းမလို့ရတော့ဒီဟိုဘက်ပြန်သွားမယ်ဒါကပေါက်စီအတွက်ဗီယိုလာလို့ကတော့200လောက်လက်ထဲမှာကင်လာပဲမုတ်အတန်းမုတ်ပြီပါဒါလည်းရတယ်နဲ့ skip လုပ်မှာပေါ့နော်ကျွန်တော်အခုကတော့မှုမလာပါဘူးစားဘူးခိုင်းဆိုရင်တော့ဒီဝက်သားပေါက်စီစားတယ်ဝယ်တယ်ပေါ့ပြုတ်အောင်ပေါင်းအောင်မှာပြင်းတယ်ပေါ့နော်ဆိုတော့ဒီခါတော့မဝယ်ပါဘူးရှင်ဒီမှာမြင့် frozen မြင့်တယ်လည်းရှိတယ်ရှိတယ်မြအစိတ်ပိုင်းအကုန်လုံး frozen လုပ်ထားတရုတ်တရားဗီယက်နမ်မျိုးနော်ကြည့်နေဝင်တယ်ကျွန်တော်တို့စမူစာအရွက်ပေါ့နော်စမူစာရွက်တို့ခေါ်ပြန်ရွက်တို့ရောင်းတာပါဒီ spring rolls ပေါ့ spring rolls တရှိတယ်ဒါတို့ဒီ Peking bacon နဲ့ wrap လုပ်ပြီးစားတဲ့ဟာလေးပေါ့ကျွတ်တုံမိတ်နေတယ်အဲ့လိုဟာလေးရှိတယ် prata ရှိတယ် prata ဆိုရင်အရန်ဒီဟာဆိုရင်အိုးကြီးထဲမှာတမနေ့လောက်ကျော်လောက်တာလေပလာတာကောင်းတစ်ချက်ရတယ်အဲ့ဒီစိတ်ရန်ကောင်းတယ်ဒီကအဲ့ဒီကလေးပါဆက်လက်ချက်ဆိုတာ25တစ်ခုမှဟိုလေးလောက်ပဲရှိတယ်ပြား60လောက်ပြား50လောက်ပဲကြာတယ်ချက်တစ်ကောင်းပြီး spring roll ဆိုရင်ဒီဟာလေးကောင်းမယ်အဲ့စကားက30ရဟာလား vegetable ရှိရယ် seafood ရှိရယ် seafood ကောင်းတယ်ပေါ့နော်ဒီမှာပရာတာမွေသေးဘူးလားအိမ်မှာပရာတာမရှိတော့ဖိုက်တောင်တာပုံမှန် press တော့စီဦးချတာလားမချတာရှိတယ်မသိဘူးအဲ့တော့ဘယ်လိုချက်အင်းဒီဘက်မှာကအီချာကွေးโอเคအဲ့မှာအီချာကွေးပြီးရင်အပေါ်မှာပါဒါတို့ဒီပေါတာမုံလာဥမုတ်အော်ခချီဒါပေမဲ့အဲ့လိုမျိုးမကြိုက်ရပါဘူးဆိုတော့အဝေးကြီးရဲ့အဓိကအသက်က sauce ဒီမှာလည်း sauce ပြတာမကြည့်ရဆိုရမစားဘူးဟုတ်ပြီဒီမှာပြရအောင်မစားပြီးဒီကကောင်းတယ်မစိုးနိုင်လို့မစိုးနိုင်လို့လေအိမ်မှာစားတယ်ဒီမစိုးနိုင်လို့စားတယ်မစိုးနိုင်လို့ကဘယ်လောက်လဲမသိဘူးအိမ်မှာစားများတာဒီအစုံထုတ်မှာ14ချက်69ပဲရှိရကွာဆိုင်မှာသွားစားရတယ်10စားလောက်တက်တာmix seafood စားရmix dumpling mix dim sum that's really good နော်တကနော်ဒီမောပေါက်စီအများကြီးပဲပေါက်လေပြီးဒီဒါကတော့သိရမလားတို့ဒီဟိုစင်ုံမှာစားတဲ့ဟာမျိုးကွာဒီလာဟိုပါလဲခေက sesame ball လို့ peanut ball ဘာဘောညာဘောအဲ့ဒီမှာပြီးတော့အဲ့ဒီမှာမနေနဲ့ရှိရဲ့ရှားတော့ပါဘူးလို့ရှိရဲ့သုံးထုံးမှာ14ချက်ဒီပေါက်စားတော့ပါကောင်းတယ်ဘောမီလို့ဟုတ်ပဲပြီးဒီမှာကလေးတစ်ခါနဲ့ရိုက်နေရတာပါdrinks တွေပါ drinks တွေပါဒါနို့တွေရာကုတ်တွေရှိရယ်ကိုရီးယားခရုတ်တာဒီလေးကြောင့်လည်းဖြစ်တာ1 tan นี่ဒါလည်းကောင်းတယ်ဒီကတဘူးဆိုရင်6ချက်ကနေ9ချက်ရှိရယ်အသားမျိုးစားဖို့တော့ chicken ရှိရယ် pork ရှိရယ်
ခါကျရင် chicken နဲ့ဈေးတက်တာအားဦးကြတာဟိုဘက်စီက dumpling စီ Japan gyoza ရှိရယ် Korea ဟာရှိရယ်အစုံ dumpling စီရယ်ဥပေါင်းစုံရှိရယ်ဒီမှာမိဘောအစုံရှိရယ်ဘဲတွေဘဲတွေရမလောက်လဲပါဘဲတွေကနှစ်ချက်ရှိအိမ်မှာစားရဘဲတွေခိုင်ဒီလောင်ဘဲတွေချခိုင်ဒီလောင်ဘဲတွေချမှာဘယ်လိုလဲ expiry date ကြည့်အောင်နော်နှစ်ချက်ခွဲကိုဒီချက်က expiry date ကြည့်အောင်ပါ这鸡蛋怎么样？ ခိုင်ဒီလောင်ဘဲတွေချတော့စားချင်တယ်နော်ခိုင်ဒီလောင်မှာဆိုအားဆိုဘယ်လောက်ပြ17တက်လောက်ပေးရတာပေါ့အောက်မှာ30ဆိုဒီမှာလည်းခောက်ပါဟာခောက်ဆွဲဝယ်ပြီးလားဒီနေ့ကじゃနှုတ်သိမ်းခောက်ဆွဲချက်စားမှာဆိုဒီမှာလည်းခောက်ဆွဲပြီးရင်နောက်တော့ဘာဝယ်မလဲဆိုတော့တိုဖူအခုကအိမ်မှာပဲပြားညနေပဲပဲပြားတုပ်စားတယ်ပဲပြားစားသေးလို့စားတယ်အဲ့ဆိုတော့ကျွန်တော် extra firm this one you need to use extra firm for air fryer yeah ဒီတော့ကျွန်တော်အိမ်မရှိရနေဆိုရင်လည်းဒီဟာရတာ fry ဆိုဒီဟာကို air fryer လေးနဲ့ထည့်လိုက်ရင်သူကဖတ်စားလို့ကောင်းတော့ကွာစီချက်လေးနဲ့အချင်းလေးနဲ့ပဲမှုတ်လေးနဲ့သူက220ကို4ချက်ကိုရာကကြတော့900 gram မှာ4ချက်ဘာချက်ဆိုရင်ဘာချက်ခါရပါတော့ကျွန်တော်ကတော့အချိန်ရှိနေတော့ဒီဟာလောက်ပါတယ်အချိန်မရှိရင်တော့ဒီဟာလေး more and more tofu different type of tofu different brand ဒီမှာလေဒီမှာဆိုဒါကတော့ဘူးကြီးတန်းဖြစ်သွားပြီဒီမှာကဒီကနေပြီးတော့တော့ဘူးကြီးကိုဝင်ဝယ်စားပါတယ်တော့ဘူးကြီးကတစ်ခါတလေမှတော့စားတယ်တစ်နှစ်ကို3-4ခါလောက်တော့ပါတယ်လုံးဝမပြင်းလို့တော့ဘူးကြီးစားရင် fish cake ဝယ်လာကိုရီးယားမပြောရပါဘူးမဲ့ကိုရီးယားရောက်တယ်ပေါ့လားဒီမှာကိုက modify လုပ်ရတာပေါ့ကွယ်သူ့မှာဟိုတစ်ခါဝယ်သွား sauce တစ်ခါလည်းပါပြီးသားဒါလည်းရှာမလို့ဒီမှာ sauce နှစ်ထုပ်ပါတယ်တော့ဘူးကြီးပါတယ်အဲ့ဆိုတော့ sauce ဝယ်ကြတယ်စားနေတယ်ပါလို့စားမှာတွေ့တယ်တစ်ဆယ်ကနေ12ချက်ပေါ့နော်အဲ့ sauce ကိုတက်ထောက်ဝင်ဆိုရင်ဒီတက်တာဒီမှာလို့ဟောတော့ခေါ်နေတယ်ကိုရီးယားဟာလည်းတရုတ်ပေါထုတ်ကလာဟိုဗီယက်နမ်အစုံပြပါတယ်ဆိုတော့ my favorite station တော့ကိုက kimchi အိမ်မှာတော့ပြန်စားဈေးတက်တာပေါ့30တော့စားတယ်မမိုးအစုံဒါတက်လဲတက်ပြီးတော့ကောင်းဒီတော့တစ်ခုကဒီပါချိုင်းတော့မထိုင်ကြည့်တော့ japchae ညာဒီ japchae လေးကတော့စားကောင်းမှာပေါ့ japchae I think it's $10 ဒီ japchae လေးကောင်းတယ်ဒါကခုနကလာတဲ့စီဒီအတိုင်းเนาะအဲ့ဒါပဲရှိတယ်ကျမတို့ဒီဗီဒီယိုနောက်နှစ်မှာခု upload လုပ်ရင်နောက်နှစ်မှာတက်မှာမပြီးတော့တော့များတယ်ဒါကလည်း sauce တန်းရောက်လာပြန်ပြီဒါအဝင်ပါပြီး coffee more coffee there you go အိမ်မှာအရင်တော့ကျမတို့ကြာ old town တောက်တယ်အခုတော့ကြား shop စားနေပါတော့ old town တောက်တော့ကျမ old town တောက်ပါတယ် nice coffee ဒီဒါကဒါတွေကငါ6ကြော်တော့ပေါ့ဆိုတော့အရင်အဆင်ပြေတယ်ချက်မွားကြော်ဝမွားကြော်ဒီရတယ်ချက်တုံကြော်လေးဒီရတယ်ချက်တုံကြော်ပြီးသားပေါ့နော်ဒီတော့မှ sauce တွေခုနပြပြီးအတန်းပါမယ်ဒါမှမဟုတ် more sauce fish curry sauce ပါရှိတယ်ဘာလဲမသိတရုတ်ပါ okay ပြီးရင်ဒီမှာ rice ရှိမယ်လက်ဖက်ချောက်တွေရှိမယ်ဟိုမှာအများကြီးရှိသေးတယ်ထပ်ပြမယ်နော်ဒီဘက်မှာဒါကော်မှုတ်တို့ဘာလို့တွေသိရကွာပြောင်းကော်မှုတ်တို့tropical starch တို့ sea potato starch တို့မှာအများကြီးဂျုံမှုတ်အမှုတ်ပေါင်းဆိုဒီမှာတော့ကျမတို့ဆန်ပြုတ်တွေနဲ့စားတဲ့ဟာတွေ
ကြက်မွားဝက်မွားပေါင်းအဲ့ဒီအဖိုးကြီးလားအဖွားကြီးလားဒီကအဲ့ဒါရှိတယ်အကုန်လုံးကွာဟို unhealthy food အတန်းအကုန်ရှိဒီဘက်မှာမြစ်တို့မိုးတို့ preserve လုပ်ထားတာဟာပြီးတို့ရဲ့စေးဟိုနေ့တော့ရှိရယ်စီတိုဘူးရှိရယ်ကျွန်တော်တို့စားရည်စီတိုဘူးနဲ့ကြက်ကြော်ဆိုရအောင်ဒီကနဲ့ကြက်ကြော်ဆိုတော့သူကဟိုနေ့နဲ့စားရင်ကောင်းဆန်ပြုတ်နဲ့စားရင်ကောင်းအင်းအတေကြီးဆန်ပြုတ်နဲ့စားကျမကြီး healthy food လို့စားတယ်ဆန်ပြုတ်နဲ့အရာကြီးစားတယ်ဘဲဥအငံကြီးစားတယ်ပြီးရင်တခုကဒီတရုတ်ဆိုင်မာလာတန်တို့မာလာဆိုင်မှာပဆိုင်ဝယ်တောက်တဲ့ဟာဟိုထီလေးတည်းဘာဟာဘယ်လိုမသိဘူးဒါပေမဲ့အရန်တောက်လို့ကောင်းတယ်ဒီကအရန်ချို့တယ်ရေခဲလေးနဲ့မှတစ်ခါတလေပေါ့နော်တစ်ခါတလေနေ့တိုင်းပေါ့ once in a while is okay but it's too sweet တကယ်လုံးမှာ6ချက်ပဲရှိတော့တဘူးမှတစ်ချက်ပဲဆိုင်မှာတတောက်ရင်တဘူး3ချက်အဲ့လိုလေးလည်းချွေတာရတယ်ပေါ့နော်အဲ့ဒါတောက်တယ်ပြီးရင် Chinese tea, whatever tea, different kind of tea from Korea, China, they have it all here. Đi mà hôm nay nè, nông dân tea vào nhà rồi, à sao? Mình cái giá em nha, vô lo rồi này sao mà, xí tốt bùi rồi nó, freezer, ngủ mà, ngủ rồi đi được dậy để sao đấy, mà số cao này đi được dậy điဈေးသက်တာလည်းပေါ့နော်ရေးတခြားဆေးလိုက်ဆေးတွေပေါ့နော်ဆေးတို့ဘောင်းလျှော်ရည်တို့ဘောင်းညောင်းတို့တော့တင်တာပဲတရုတ်ကဒီမှာဆိုရင် UV spray တို့ဘောင်းညောင်းဒီဟာလေးမစိုးဒီဟာလေးကောင်းနေကြတယ်လေဝယ်အောင်ပါအဲဒီ sunscreen ကိုရှိ facial foam ရှိဘာလို့ဂျပန်ဝယ်ရတာတော့မသိ cosmetic နဲ့ပတ်သက်တာပေါ့နော် skin care cosmetic ဒီ seaweed တွေဒါမှဒါဟိုစားလို့ကောင်းပြီမဲ့ကျမ်းမာရေးနဲ့မညီညွတ်တော့တစ်ခါတည်းမှစားတော့ပေါ့နော်ဒီမျိုး ready made ဟာ preset ပါတယ်စံပြုံးနဲ့စားလို့ရတယ်ရုပ်ရင်ကြည့်စားလို့ရတယ်အဲ့လိုဟာတရုတ်ကဒီစင်ကာပူ China Town တွေမှာရောင်းတဲ့ဟာမျိုးကွာဒီမှာလေဒါဆိုလည်းစားကောင်းတယ်ဟာဒီစံပြုံးနဲ့ဆို share ကောင်း9ကြော်လေးတွေရှိတယ်ဒီမှာပြီးတော့ယူလာပြီးကြည့်ရင်ပြီးရင်အိမ်မှာစားနေကြပါအော်ဒီမှာတို့ဒီ Thai snack လေးရှိတယ်အိမ်မှာတော့အဲ့ဒီ9ကြော်လေးစားတယ်9ကြော်လေးအဲ့ဒါဒီရဒီအစုံပဲစုံ snack တမ်းမကွာဒီကတော့မှာတော့ပါမုတ်တန်းဟိုမှာ hot pot နဲ့စားတယ်ပဲလိတ်တွေပြီးဒီမှာအတီးရွက်တန်းပပအရွက်ဝယ်အောင်မလားခုချိုင်ဒီအားပါဒီသားတို့ဒီအချင်းချင်းချက်စားရရွက်အပြစ်မှာဆို2ချက်ကြော်လို့မဟုတ်1ချက်ကြော်ပဲဒီဆိုင်ဟိုနေ့လို့တင်တာမွန်လာဥချင်းချင်းချက်စားအမဟိုနေ့ဝက်ဥကြောင်လို့သိကြည့်ရပါအိမ်မှာတော့ဒီအားစားတယ်ခါဘူးဘောနော်စေးပဲဥအိမ်မှာမရှိမဖြစ်စေးပဲဥဘဲဥအငန်းစံပြုံးနဲ့စားတယ်တုတ်စားတယ်ဝက်ခောက်ကြော်ပဲကြတဲ့နေမှာတာဟောပေါ်နဲ့စားတဲ့ဟာရှိဒီဒါဆိုရင်လည်းခွဲဒီစားတဲ့ကြော်အချော်စားအရင်ကောင်းကြော်ချက်ပြီးရင်နောက်တော့ဒီဘက်မှာဒီကခဏတော့ဒီဒါတော့အကုန်လုံးဒီခောက်ဆွဲတန်းခောက်ဆွဲကြာစံအစုံဒီကတော့မပြတော့ဒီဒါကတော့ instant noodle လေးဒီဒါပြမယ်ဒီဒါတို့အိမ်မှာဝယ်နေကြဘာဝယ်နေကြလဲဆိုတော့ဒီဟာလေအရင်စားကောင်းအဲ့ဒါဆန်ပြုံးနဲ့စားထမင်းနဲ့စားအဲ့ဒါဘယ်လောက်လဲဒီမှာချက်30ကျမရတော့မညီညွတ်ဘူးပေါ့နော်ဒါပြီးတော့စားကောင်းမှာအောက်မှာကြမ်ဆိုင်ထုတ်တည်ရှိတယ်အိမ်မှာသုံးတာဒီကြမ်ဆိုင်ဒီချက်ခွဲဝက်နဲ့ယူနဲ့ချက်တယ်မွေတော့လည်းပါကြမှာပြီးရင်ဒီမှာမြစ်မျိုးစုံအိမ်မှာသုံးနေကြတော့ဒီနှစ်တော့ချစ်တယ်အောက်မှာချမ်းမြစ်ချင်ဆိုရင်တော့ဒီကအရင်တော့လေစင်ဒီလိုလာတော့မြစ်ချင်မရှိမှကျတော့ဒီမြစ်ချင်နဲ့တွေ့တော့အရန်ပြောတာမြစ်ချင်အရန်ကြိုက်လို့ငါးကောင်းနဲ့ချက်တယ်ဝက်သားနဲ့ချက်တယ်ဒီမှာမြစ်ချင်ကြီးဘူးကြီးဆို6ချက်ဒီလောက်ဆိုတော့ပါပဲဒီ4ချက်တောင်မပြည့်အရန်တန်ဒီဟာလေးစားပြတယ်အိုချာ
mix area တွေလည်းကောင်းအတန်ချက်တွေပါလေလောက်စားရင်ထဲတယ်ဟာမှုစုံမှုကြောက်ပန်းကြောက်အချောက်မျိုးစုံဒီဘက်မှာပြီးဟင်းချက်စရာ spice တွေရှိတယ်ပဲတွေရှိတယ်တာကူတွေရှိတယ်ဒါပါပဲရှင်မဗီဒီယိုကရှိလားမရှိလားဆိုင်ရကြည့်လားမကြည့်လားကိုကိုလီယမ်ကအိတ်တော့ပါပြီရှင်